สวัสดีค่ะทุกคนทีนี้มาတော့ဈေးတဲ့နဲ့ဈေးဝယ်သူစကားပြောတာလေးကို share လုပ်ပေးမှာဖြစ်ပါတယ်ดูလိုက်ကြည့်ကြရအောင်เฮียพอเอาครบคนครับได้ครับ4-5 บาทครับนี่ครับรัดใหม่20ถอม5 บาทนะครับอ้าวไม่มีเหรียญแล้วอ่ะงั้นเอานี่ครับผมทำให้คุณเองควักเงินแล้วกันไม่เอาครับผมจะเอาเงินทอ5 บาทก็ผมไม่มีสิทธิ์เลือกทอให้คุณแล้วจริงๆดูสิเนี่ยแล้วอีกอย่างข้อควัดเนี่ยราคาตั้ง4-5 บาทเชียวนะผมรู้ครับแต่ยังไงผมก็ยังยืนยันคำเดิมว่าผมจะเอาเงินทอ5 บาทแต่ที่กูลาเดวูอยู่ไหมยาดาปอ15 บาทปะยอดดีมากนั่นเสียดายสุดแล้ว5 บาทไหมเนาะအကျွေးမရှိဘူးဟာအဲ့ဆိုဒီလိုလုပ်လိုက်ကျွန်တော်ခမားကိုတပူးပို့ပေးလိုက်မယ်မယူပါဘူးကျွန်တော်အဝင်5 ဘတ်ပဲယူမယ်ကျွန်တော်ခမားကိုအမ်းဖို့အကျွေးစီတစ်ပြားမှကိုမရှိတာပဲကြည့်လေပြီးတော့နောက်တစ်ခုကဒီကိုလာက15 ဘတ်တောင်းနော်ကျွန်တော်သိတယ်ဘယ်လိုပဲဖြစ်ဖြစ်ခုနစကားတိုင်းပဲကျွန်တော်အဝင်5 ဘတ်ပဲယူမယ်ကဲဒီဗီဒီယိုလေးတွေကအရေးကြီးတဲ့စကားလုံးတချို့ကိုပြောပြပေးမယ်နော်ถอนဆိုတာကအမ်းနာเรือဆိုတာကအကျွေးစစ်ทำให้ဆိုတာကအပူပေးတာยืนยันဆိုတာကအတည်ပြုတာคำถึงဆိုတာကခုနစကားအတိုင်းပဲကဲအားလုံးပဲတဲ့ပထမဆုံးဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုတော့ like and subscribe လေးလုပ်ထားလိုက်ပါနော်အားလုံးပဲ bye bye